သုတဓမ္မဒီပလိုမာ Level 2မေခွန်းဟောင်းနှင့်စံပြအဖြေအရှင်သီလဇာရတေတကူလမင်းစိတ်ဤအတွေ့များတရားတော်မှမေခွန်းဟောင်းများနှင့်အဖြေများဖြစ်ပါသည်19ရက်6လ2023 batch 1မေခွန်းဟောင်းများနှင့်အဖြေများ3မတွေးသင့်သောအတွေးမှား3မျိုးကိုဖော်ပြ၍အတွေးမှားကိုဆက်တွေးနေပါကမည်သည့်ဆိုးကျိုးများဖြစ်လာနိုင်ပါသနည်းအဖြေမတွေးသင့်သောအတွေးများမှာ1စန္ဒုပတန်ဟိတလောဘနှင့်တွေးတဲ့အတွေးကာမဝိတ္တ2ဒေါတုပတန်ဟိတဒေါသနှင့်တွေးတဲ့အတွေးဗျာပါဒဝိတ္တ3ဝိဟိန္တာဝိတ္တသူတစ်ပါးအားညှင်းဆဲတပ်ဖြတ်အကျိုးမဲ့အောင်လုပ်မည်ဆိုသည့်အတွေးတို့ဖြစ်ပါသည်စာမျက်နှာ38မှ43ထိုအတွေးမှားကိုဆက်တွေးနေပါက1တာဝိဇ္ဇအပြစ်တင်တကားဖြစ်သည်2ဒုက္ခဝိပါကဆင်းရဲသောအကျိုးကိုပေးပါသည်စာမျက်နှာ39 40 4အတွေးကိုထိန်းချုပ်ရန်နည်းလမ်း၅သွယ်ကိုရှင်းပြ၍အတွေးကိုထိန်းချုပ်နိုင်ပါကရရှိသောအကျိုးများကိုဖော်ပြပါအဖြေအတွေးကိုထိန်းချုပ်ရန်နည်းလမ်း၅သွယ်မှာ1အာယုံပြောင်း၍ဖယ်ရှားရမည်2အပြစ်ကိုဆင်ခြင်၍ဖယ်ရှားရမည်3မေ့ပြစ်၍ဖယ်ရှားရမည်4အကြောင်းရင်းအရင်းမြစ်ကိုရှာဖွေ၍ဖယ်ရှားရမည်5စိတ်ကိုဖိနှိပ်ပြီးအံကိုကြိတ်ခါမရရအောင်ကြိုးစား၍ဖယ်ရှားရမည်စာမျက်နှာ62အတွေးများကိုထိန်းချုပ်နိုင်လျင်1မိမိတွေးကျင်သောကောင်းသောအတွေးများတွေးနိုင်မည်2မိမိမတွေးကျင်သောမကောင်းသောအတွေးများကိုထိန်းချုပ်နိုင်မည်3တန်ရောစဉ်များမာနများကင်းသွားမည်4ပစ္စုပန်တန္တရာ၌ကြုံတွေ့ရမည်ဒုက္ခဟုသမျှမှလွတ်မြောက်သွားမည်ဖြစ်သည်စာမျက်နှာ63 19ရက်12လ2023 batch 2မေခွန်းဟောင်းများနှင့်စံပြအဖြေများ3အဘိဓမ္မာနယ်ပယ်မှလေးလာမှတ်သားထိုက်သောအတွေးမဲ့စိတ်နှမျိုးကိုပါဠိမြန်မာရှင်တွဲဖော်ပြ၍ကာမဝိတ္တဟူသောဝေါဟာရ၏အဓိပ္ပာယ်ကိုအကျဉ်းချုပ်ဖော်ပြပါအဖြေအတွေးမဲ့စိတ်နှမျိုးဟူသည်1တဘာဝအဝိတ္တကပင်ကိုအတွေးမပါသောစိတ်2ဘာဝနာဗလအဝိတ္တကဘာဝနာစွမ်းအားကြောင့်အတွေးမဲ့သွားသောစိတ်တို့ဖြစ်ပါသည်စာမျက်နှာ32လိုချင်စရာအာယုံများကကာမထိုလိုချင်စရာအာယုံများကိုလိုချင်သည့်လောဘနှင့်ရှင်တွဲလာသောအတွေးကဝိတ္တကလိုချင်စရာအာယုံများကိုလိုချင်သောလောဘနှင့်ရှင်တွဲသောအတွေးသည်ကာမဝိတ္တဖြစ်ပါသည်စာမျက်နှာ38 4တွေ့တာမှုနှင့်ပတ်သက်၍ဖြစ်ပေါ်လာတတ်သောအတွေးနှမျိုးကိုမည်သို့ဖျောက်ရမည်နည်းအသီးသီးဖြေဆို၍လူတစ်ယောက်အပေါ်မှာမုန်းတီးတဲ့အတွေးဝင်လာလျင်ဘယ်အရာဖြင့်ဖြေရှင်းရမည်နည်းဖြေဆိုပါအဖြေတွေ့တာမှုနှင့်ပတ်သက်၍ဖြစ်ပေါ်လာတတ်သောအတွေးနှမျိုးမှာ1သက်ရှိအပေါ်တွေ့တာမှု2သက်မဲ့အပေါ်တွေ့တာမှုတို့ဖြစ်ကြပါသည်သက်ရှိအပေါ်တွေ့တာသောအတွေးများဖြစ်ပေါ်လာပါကအာယုံပြောင်းပြီးဖယ်ဖြောက်ရပါမည်တနည်းအားဖြင့်အတုပကမ္မထံအာယုံဖြင့်ဖယ်ဖြောက်ရပါမည်စာမျက်နှာ51မှ56သက်မဲ့အပေါ်တွေ့တာမှုဖြစ်ပါကမမြဲဘူးအနိစ္စခဏလေးပဲတာဝကာလိကသုံးရတာဟူသောအတွေးနှင့်ဖယ်ရှားရပါမည်စာမျက်နှာ59 56 59လူတစ်ယောက်အပေါ်မှာမုန်းတီးတဲ့အတွေးဝင်လာလျင်မေတ္တာဘာဝနာပွားရမည်မေတ္တာပွားလို့မရလျင်ဂရုဏာထားရမည်မရသေးလျင်ကံကံ၏အကျိုးကိုတွေးလိုက်ရမည်သူလဲသူ့ကံနှင့်သူလာတာငါလဲငါကံနှင့်ငါလာတာမုန်းနေလို့ကောဘာဖြစ်မှာတော့ဟုဆင်ခြင်ရမည်ဤနည်းဖြင့်လူတစ်ယောက်အပေါ်မှာမုန်းတီးတဲ့အတွေးတွေကိုဖျောက်ပြရမည်စာမျက်နှာ59 58 30ရက်6လ2024 batch 3မေခွန်းဟောင်းများနှင့်စံပြအဖြေများ3အတွေးမဲ့စိတ်နှင့်ပတ်သက်၍နိဂန္ဓနာတဗုဒ္ဓအားဥပဒကစိတ်တတကြွယ်ဤမူလဖြေကြားချက်ထက်ဆင့်ရှင်းလင်းချက်တို့ကိုရေးသား၍မှန်ကန်သောအတွေ့မှားယွင်းသောအတွေ့ဟုဆုံးဖြတ်နိုင်သည့်အချက်တို့ကိုတင်ပြပါဖြေ
အတွေးမဲ့စိတ်နှင့်ပတ်သက်၍နိခန္ဓနာတဗုဒ္ဓအားဥပဒကစိတ်တကြွယ်ဤမူလဖြေကြားချက်မှာအတွေးမဲ့စိတ်ဆိုတာအတွေးမဲ့စိတ်ရှိတယ်ဆိုတာသူယုံတာမဟုတ်ဟုဖြေကြားခဲ့ပါသည်ထို့နောက်သူသည်သူကိုယ်တိုင်သမထကျင့်စဉ်တွေကိုကျင့်ပြီးဒုတိယဇန်တတိယဇန်သရုဋ္ဌဇန်ဆိုတဲ့အဲ့ဒီဇန်တွေကိုရရှိထားလို့ဒီတမာတိမျိုးတွေကိုသူကိုယ်တိုင်အကြိမ်ကြိမ်ရရှိခံစားမှုတယ်ဒါကြောင့်အတွေးမဲ့တမာတိအတွေးမဲ့စိတ်ဆိုတာသူကိုယ်တိုင်သိတာယုံလို့ပြောတာမဟုတ်ဟုထပ်ဆင့်ရှင်းပြပါသည်စာမျက်နှာ34မှန်ကန်သောအတွေးဆိုတာ1အပြစ်ကင်း၏2ကောင်းကျိုးချမ်းသာကိုပေး၏စာမျက်နှာ36မှားယွင်းသောအတွေးဆိုတာ1အပြစ်ရှိ၏2ဆင်းရဲခြင်းအကျိုးကိုဖြစ်စေ၏စာမျက်နှာ36ဤအချက်များကိုကြည့်ပြီးမှန်ကန်သောအတွေးမှားယွင်းသောအတွေးဟုဆုံးဖြတ်ရပါမည်4မေတ္တာကရုဏာတို့နှင့်ရှင်သောအတွေးတို့၏အမည်ကိုဖော်ပြ၍မိမိတို့၏ဘဝအတွက်အန္တရာယ်ပို၍ကြီးမားသောမောဟနှင့်ရှင်သည့်အတွေး၏သဘောကိုဖော်ပြပါအဖြေမေတ္တာနှင့်ရှင်သောအတွေးမှာအပြာပါဒဝိတက်ဖြစ်ပါသည်စာမျက်နှာ46ကရုဏာနှင့်ရှင်သောအတွေးမှာအဝိဟိန္တာဝိတက်ဖြစ်ပါသည်စာမျက်နှာ46မောဟနှင့်ရှင်သည့်အတွေးဤသဘောမှာမလုတ်တင်တာကိုလုတ်တင်တယ်လို့ထင်သည်လုတ်တင်တာကိုမလုတ်တင်ဘူးလို့ထင်သည်ထိုကဲ့သို့တွေးသောအတွေးပို၍အန္တရာယ်ကြီးမားပါသည်စာမျက်နှာ49 15ရက်12လ2024 batch 4မေကွန်ဟောင်းများနှင့်စံပြအဖြေများ3အတွေးဝိတက်မပါဘဲတဘာဝအဖြစ်အာယုံယူနိုင်စွမ်းရှိသောစိတ်တို့ကိုရေတွက်ပြ၍အဖြစ်ရှိပြီးဆင်းရဲတဲ့အကျိုးကိုထုတ်လုပ်တတ်သည့်အတွေးများအနက်ပထမအတွေးကိုအတိပ္ပယ်အကျဉ်းနှင့်တကွဖော်ပြပါအဖြေ1မြင်သိစိတ်2မျိုး2ကြားသိစိတ်2မျိုး3နာမ်သိစိတ်2မျိုး4လျက်သိစိတ်2မျိုး5ထိသိစိတ်2မျိုးတို့ဖြစ်ကြပါသည်စာမျက်နှာ35လိုချင်စရာအာယုံများသည်ကာမလိုချင်သည့်လောဘနှင့်ရှင်တွဲလာသောအတွေးများသည်ဝိတက်ကလိုချင်စရာအာယုံများကိုလိုချင်သောလောဘနှင့်ရှင်တွဲသောအတွေးသည်ကာမဝိတက်ကစာမျက်နှာ38 4အာဂါတဝတ္ထုတို့တွင်အကျုံးဝင်သည့်အဋ္ဌာဏကောပ၏အဓိပ္ပာယ်ကိုရေး၍စွန့်ခံရင်ငှက်တင်ဟုသောဆိုရိုးစကားကဲ့သို့ဖြစ်ခဲ့ရပြီးတဏှာလောဘအတွေးဝင်နေသူအရှင်ဝင်ဂီတအားအရှင်အာနန္ဒာဆုံးမဟောကြားခဲ့သောတရားကိုအကျဉ်းချုပ်တင်ပြပါအဖြေအဋ္ဌာဏကောပဟုသည်အကြောင်းမဟုတ်တဲ့နေရာမှာစိတ်ဆိုးဒေါသဖြစ်တာဖြစ်သည်ဥပမာခလုတ်တိုက်လို့ရှိရင်တိုက်ရမလားဆိုပြီးစိတ်ဆိုးတယ်နေပူလို့ရှိရင်လည်းပူပြန်ပြီးဆိုပြီးစိတ်ဆိုးတယ်မိုးရွာရင်ရွာပြန်ပြီးလေတိုက်ရင်လည်းတိုက်ပြန်ပြီးစသဖြင့်ဖြစ်သမျှစိတ်ဆိုးဒေါသထွက်နေတာကိုအဋ္ဌာဏကောပဟုခေါ်ပါသည်စာမျက်နှာ42အရှင်အာနန္ဒာကမင်းစိတ်တွေရာဂမီးလောင်ခံနေရတာဟာမင်းအတွေးတွေမှားနေလို့ဖြစ်တယ်မတင့်တယ်ဘူးဆိုတာတွေးပါမာနကိုဖယ်ရှားလိုက်ပါဒါဆိုရင်ရင်ထဲမှာတောက်လောင်နေတဲ့ရာဂမီးငြိမ်းသွားမယ်ဟုဆုံးမစကားပြောကြားပါသည်စာမျက်နှာ55 56 30ရက်17လ2025 batch 5မေကွန်ဟောင်းများနှင့်အဖြေများ3စက္ခုဒွါရ၌ထင်လာသောယူပါယုံကိုမြင်ရာ၌ဖြစ်ပေါ်လာသောမြင်သိစိတ်တွင်အတွေးဝိတက်ပါဝင်ရှင်တွဲခြင်းရှိမရှိဖော်ပြ၍ကာမဝိတက်၏အဓိပ္ပာယ်နှင့်ယင်းဝိတက်၏အ ਨੇ ဆုံးအဖြစ်ကိုတင်ပြပါအဖြေစက္ခုဒွါရ၌ထင်လာသောရူပါယုံများကိုမြင်ရာ၌ဖြစ်ပေါ်လာသောမြင်သိစိတ်တွင်အတွေးဝိတက်ပါဝင်ခြင်းမရှိပါမြင်သိစိတ်သည်တဘာဝအားဖြင့်အတွေးမဲ့စိတ်ဖြစ်နေခြင်းကြောင့်ဖြစ်ပါသည်စာမျက်နှာ35လိုချင်စရာအာယုံများကိုလိုချင်သောလောဘနှင့်ရှင်တွဲသောအတွေးသည်ကာမဝိတက်ဖြစ်ပါသည်စာမျက်နှာ38ရင်းဝိတက်၏အ ਨੇ ဆုံးအပြစ်မှာ1အသိဉာဏ်ကိုမဖြစ်ပေါ်စေ2အသိဉာဏ်ကိုအားနည်းသွားစေပါသည်စာမျက်နှာ39၄သင်္ဘောအတွက်ပို၍အန္တရာယ်ပြုနိုင်သောအတွေးကိုပေါ်လွင်အောင်ရေးသားဖော်ပြ၍သက်ရှိပုဂ္ဂိုလ်ကိုမုန်းတီးခြင်း
တတ်မဲ့ပစ္စည်းကိုမုန်းတီးခြင်းဖြစ်ပေါ်လာပါကယင်းမုန်းတီးခြင်းများကိုဘယ်အရာများဖြင့်ဖြေရှင်းပါမည်နည်းဖြေဆိုပါအဖြေမိမိဘဝအတွက်ပိုအန္တရာယ်ကြီးမားသောအတွေးမှာမလုံသင့်တာကိုလုံသင့်၏ဟုထင်လုံသင့်တာကိုမလုံသင့်ဟုထင်သည့်မောဟအတွေးဖြစ်ပါသည်စာမျက်နှာ49တက်ရှိအပေါ်မုန်းတီးခြင်းဖြစ်ပေါ်လာပါကမေတ္တာဘာဝနာပွားရမည်မေတ္တာပွားလို့မရလင်ကရုဏာထားရမည်ကရုဏာထားလို့မရလင်ဥပေက္ခထားရမည်မရသေးလျင်ကံကံဤအကျိုးကိုတွေးလဲရမည်သူလဲသူ့ကံနှင့်သူလာတာငါလဲငါကံနှင့်ငါလာတာမုန်းနေလို့ကောဘာဖြစ်မှာတော့ဟုဆင်ခြင်ရမည်မေ့ပြေရမည်စာမျက်နှာ59 58မှတ်ချက်မေတ္တာပွားရမည်ဟုဖြေလျင်လဲအမှတ်ပြရပါသည်တတ်မဲ့ပစ္စည်းကိုမုန်းတီးခြင်းဖြစ်ပေါ်လာကဓာတုမနတိကာရတသဘောကိုနှလုံးသွင်းဆင်ခြင်၍ဖြည့်ရှင်းရပါမည်စာမျက်နှာ59သုဒ္ဓဓမ္မဒီပလိုမာ level 2မေခွန်းဟောင်းနှင့်စံပြအဖြေစိတ်ဤအတွေးများတရားတော်မှမေခွန်းဟောင်းနှင့်စံပြအဖြေများဤတွင်ပြီးပါပြီ